ဖျားသခင်သည်သင်တော်နှင့်ရှိပါစေကိုယ်တော်၏မိမိနဲ့ရှိပါစေရှင်ယောဟန်ရေးထားသောဧဝံဂေလိကျမ်းမှာထုတ်နှုတ်သောကျမ်းတော်စကားသည်အိုဖျားသခင်ကိုယ်တော်ရှင်အားဘုန်းတော်ကိုယ်တော်ရှိပါစေသားတော်ကိုယုံကြည်သောသူဟူသည်များကိုပျက်စီးခြင်းသို့မရောက်စေဘဲထာဝရအသက်ကိုရစေခြင်းကဖျားသခင်သည်မိမိတပါးရီသောသားတော်ကိုစွန့်သည့်တိုင်အောင်ကမ္ဘာလောကသားတို့ကိုချစ်တော်မူ၏အကြောင်းမူကားဖျားသခင်သည်ဤလောကကိုအပြစ်စင်စေခြင်းကသားတော်အားလောကထဲသို့ဆေလွတ်တော်မူသည်မဟုတ်သားတော်အားဖြင့်ဤလောကသည်ကယ်တင်ခြင်းခံရစေရန်ဆေလွတ်တော်မူခြင်းသာဖြစ်၏သားတော်ကိုယုံကြည်သောသူသည်အပြစ်စင်ခြင်းကိုမခံရမယုံကြည်သောသူသည်ကအပြစ်စင်ခြင်းကိုခံရလေပြီအကြောင်းမူကားသူသည်ဖျားသခင်တပါးရီသောသားတော်၏နာမတော်၌မယုံကြည်သောကြောင့်ပင်သည်ယေရှုခရစ်တော်သခင်ဝမ်းမြောက်ဖွယ်ရာဧဝံဂေလိတရားတော်ပေသည်အိုခရစ်တော်သခင်ကိုယ်ရှာချစ်တော်မူရှိပါစေခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်အားဘုန်းတော်ကုန်တော်ရှိပါစေဇာယေကဘာဆဆရှိပါစေအဲ့ပွဲတော်ကိုကျွန်တော်တို့ဒီနေ့ကျင်းပနေတာဘာပွဲလဲပုဂ္ဂိုလ်ဟာ3ပါးဖယားကနားလည်လို့လားကျွန်တော်တော့နားမလည်ခဲ့ဘူးအခုလည်းနည်းနည်းပဲနားလည်တယ်အဲ့တော့အတိတရားနားလည်ဖို့အဖြေရှာတာတဲ့ဟဲ့ဖယားကဘာတူလဲပေါ့ကျွန်တော်သပင်ဘယ်နှချောင်းရှိလဲသိလားသပင်အဲ့လောက်နဲတဲ့နှစ်ဖူးပြောင်တဲ့သူတော်မှကိုယ်ခေါင်းပေါ်မှာသပင်ဘယ်နှချောင်းရှိလို့ရှိမှန်းတော့မသိတာကိုယ့်ရဲ့သွေးကြောတွေနက်အကြောလေးတွေဘယ်နှချောင်းရှိလဲမသိဘူးကျွန်တော်အတွင်းကလေးစားတွေမှာဘာလို့စောက်တည်ထားလဲ operation လုပ်ကြည့်မှာပဲသိမှာအဲ့တော့ကိုယ့်တော်မှာအပြည့်အဝနားမလည်နိုင်ဘူးကဲလူအကြောင်းမပြောပါနဲ့ထွင်ထားတဲ့ကွန်ပျူတာတွေကိုကျွန်တော်တို့မသိနိုင်တော့ program တွေ software တွေမသိတော့ရှုပ်ရှက်ခတ်ပြီးတော့ဒါကလူကနေပြီးတော့ထွင်ထားတဲ့အရာတော့ပါဒါအပြင်အသက်ရှိနေတဲ့တရိစ္ဆာန်ပဲဖြစ်ဖြစ်လူသရဝါကိုပဲဖြစ်ဖြစ်ကျွန်တော်တို့နားမလည်နိုင်ရင်ဖျားဆိုရဲပုဂ္ဂိုလ်တော်မြတ်အကြောင်းကိုကျွန်တော်တို့နားလည်ဖို့မကြိုးစားနဲ့လို့တော့မပြောဘူးကြိုးစားပါဒါပေမဲ့နောက်ဆုံးလက်ခံပါကိုယ့်ရဲ့အကန့်အသတ်ရှိတဲ့အသည့်တရားလေးနဲ့လေ့လာစူးစမ်းရှာဖွေတွေ့ရှိချက်ကိုကျွန်တော်တို့မိမိရဲ့မမြင်နိုင်သောဖယားကိုအကျွင်းမဲ့ယုံကြည်ပါ၏ဟုနော်ကျွန်တော်တို့ my Lord and my God ကျွန်တော်ဤသခင်ကျွန်တော်ဤဖယားလို့ပဲဒုထောက်ပြီးတဲ့နောက်နှိတ်ချစွာနဲ့ခံယူဖို့ကြိုးစားပါလို့ပဲအားပေးတိုက်တွန်းလိုပါတယ်အဲ့တော့ချက်တော်ညီကောင်မပေါင်းလို့ဒီကနေ့ကျွန်တော်တို့အဲ့ဒီခမည်းတော်သားတော်ဝိညာဉ်တော်ဖယားဆိုတဲ့ပုဂ္ဂိုလ်၃ပါးတဆူဖယားရဲ့နော်ဖြစ်တည်မှုနဲ့သူ့ရဲ့ essence အတွင်းသဏ္ဍာန်အနှစ်သာရဇာတိသဘောတဘာဝကိုကျွန်တော်တို့အပြည့်အဝနားလည်ဖို့ကြိုးစားတာထက်သူ့ရဲ့ဖြစ်တည်မှုကိုလက်ခံပြီးတဲ့နောက်ဖယားဟာဖယားပါလို့ယုံကြည်ဝန်ခံတဲ့အသက်တာဒါအပြင်ဒီ၃ပါးပုဂ္ဂိုလ်တဆူရီမှာပဲဖယားအဖြစ်တော်မှာတလုံးတဝရဲပေါင်းစည်းနေတယ်ဆိုရဲအရာကိုကျွန်တော်တို့
နေ့စဉ်ရှင်သန်သွားခြင်းကပို့ပြီးတဲ့နောက်ဒီနေ့ပွဲတော်ကိုကျင်းပရတာအဓိပ္ပာယ်ပိုလေးနှစ်ပါလိမ့်မယ်ဒါကြောင့် Trinitarian spirituality လို့ခေါ်ရဲသုံးပါးတဆူဘုရားကပေးလာတဲ့ဝိညာဉ်အသက်တာကိုကျွန်တော်တို့ရှင်သန်ဖို့ပဲဒီကနေ့ဖိတ်ခေါ်ပါရစေအဲ့တော့မတူကွဲပြားခြားနားတဲ့ပုဂ္ဂိုလ်သုံးပါးကတူညီတဲ့တစ်ခုတည်းသောဘုရားအဖြစ်တော်မှာတဆူရီသောဖယားဖြစ်တယ်ဆိုတဲ့အချက်ကဘယ်မှာလဲဘယ်ကဖြစ်လာတာလဲဘာကြောင့်လဲခမည်းတော်ဖယားကသားတော်စီမှာရှိတယ်သားတော်ကလည်းခမည်းတော်မှာရှိသကဲ့သို့ဝိညာဉ်တော်ကလည်းသားတော်နဲ့ခမည်းတော်ကနေပြီးတဲ့နောက်ဖတ်ပေါ်လာတယ်ဆိုတဲ့အချက်ကမိသားစုဘဝလေးကိုပဲပြန်ကြည့်ရအောင်အဖေအမေရဲ့သားသမီးတွေရဲ့ဒီသုံးပွင့်ဆိုင်လေးစုစည်းနေတဲ့လူအတိုင်းဝိုင်းကိုကျွန်တော်တို့ဘာလို့ခေါ်လဲမိသားစုလို့ခေါ်တယ်။ဒါကြောင့်အဖေအမေနဲ့မတူပါဘူး။သို့တော်လည်းအဖေအလုပ်ကိုလုပ်နေသလိုမိသားစုဆိုတဲ့ essence ဖြစ်တည်နေမှုမှာသူမပါလို့လည်းမိသားစုရဲ့လို့ခေါ်လို့မရသလိုသားသမီးမရှိတဲ့အခါမှာလည်းသားသမီးမရတဲ့နောက်စုံတွဲတွေကိုတော့ဒါချွင်းချက်အနေနဲ့သို့တော်သားသမီးတကယ်မရှိတဲ့မိသားစုမှာအဲ့ဒီမိသားစုလို့လည်းမခေါ်ပါဘူးဇနီးမောင်နှံလို့ပဲခေါ်ပါလိမ့်မယ်ထို့နည်းတူစွာပဲမေတ္တာမဲ့လာတဲ့အချိန်တွေမှာတယောက်နဲ့တယောက်သိခံနိုင်စွမ်းနေမရှိတော့ပါဘူးကွဲပြားခြားနားခြင်းတွေပို့ပြီးတဲ့နောက်အကြောင်းတွေဖြစ်လာပြီးတဲ့နောက်ဆုံးလမ်းခွဲကြရတာပါလေအဲ့တော့မေတ္တာမဲ့တဲ့ကဘာမှာလည်းအစိတ်စိတ်မှကွဲပြားကြတာပါပဲကွဲပြားဖို့အတွက်လဲတာဆူကြသလိုကွဲပြားခြင်းအတွက်လဲစိတ်အားထက်သန်စွာနဲ့လှုပ်ဆောင်ကြပါတယ်ဒါကြောင့်မတူညီမှုဆိုတာကတော့ကျွန်တော်အသိမှတ်ပြုတယ်တစ်ချိန်တည်းမှာပဲချစ်ချင်းမေတ္တာ၌သဟဇာတရှိမှုနဲ့အတူတူရှင်တွဲနေထိုင်ပေါင်းစည်းနိုင်တယ်ဆိုတာကိုကျွန်တော်တို့မနေ့တိုင်းအိယာထတာနဲ့ညတိုင်းအိယာဝင်တဲ့အထိမွေးဖွားခြင်းဆိုတဲ့စေကြောခြင်းကိုခံပြီးတဲ့နောက်အဲ့ဒီအချိန်မှာသုံးပါးတဆူဖရာရဲ့နာမ၌သင်ကိုငါရေနဲ့စေကြောတယ်ဆိုတဲ့အဲ့ဒီစေကြောခြင်းအမှုကသင်္ချိုင်းကူရောက်တဲ့အထိကိုစောက်တရားဆိုပြီးတဲ့အထိကောင်းကြီးခံပြီးတဲ့အထိခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမတော်၌ကျွန်တော်တို့ရှင်သန်နေတဲ့ခရိယန်အသက်တာအဲ့တော့မိမိယုံတဲ့အယုံတရားနဲ့ရှင်သန်တဲ့ဘဝနေထိုင်မှုဖြစ်စဉ်တွေကအမြဲတမ်းထပ်တူထပ်မြတ်ဖြစ်နေဖို့တော့လိုတယ်ဒါကြောင့်ကျွန်တော်တို့ယုံတဲ့ဖရာကမတူကွဲပြားခြားနားခြင်းမှာတလုံးတဝရဲပေါင်းစည်းအောင်နေနိုင်တဲ့ချစ်ချင်းမေတ္တာအရှင်ဖြစ်တယ်ဆိုတာကိုဒီကနေ့နှလုံးသွင်းရအောင်ကိုယ့်ဘဝအသက်တာပါအောင်ဖရာကဲ့သို့အဲ့ဒီချစ်ချင်းအသက်တာမှာချစ်ချင်းလို့ပြောတဲ့အခါမှာထာဝရတည်နေခြင်းပဲထာဝရရှင်သန်နေခြင်းပဲကမ္ဘာပေါ်မှာရှိသမျှအရာတွေအကောင်လုံးတစ်နေ့စိတ်သုံးသွားမယ်ပြတ်သုံးသွားမယ်ပျောက်ကွယ်သွားမယ်ဒါပေမဲ့ထာဝရတည်နေမဲ့ everlasting life ဆိုတဲ့ထာဝရအသက်ရှိနေရာကိုရောက်နိုင်တဲ့နော်ခရီးစဉ်တစ်ခုကမေတ္တာတရားပါအချစ်ကဘယ်တော့မှမသေသွားဘူးအချစ်ကဘယ်တော့မှမအိုသွားဘူးအချစ်ကဘယ်တော့မှမနွမ်းသွားဘူးအဲ့တော့စံကျင်ဘက်ကပါလဲအချစ်ကအမြဲတမ်းရှင်သန်နေစေပါထာဝရတည်နေမှာအဲ့ဒီချစ်ချင်းမေတ္တာကကျွန်တော်တို့ကိုအသက်ဖြစ်စေပါရယ်လန်းဆန်းမှုကိုပေးပါရယ်ပျော်ရွှင်မှုကိုပေးပါရယ်ဒုတိယကျမ်းစာမှာကျွန်တော်ကြားရတယ်တယောက်နဲ့တယောက်ဟေးအားပေးနေတဲ့စကားပျော်နေကြပါပျော်ရွှင်မှုရှိကြပါဝမ်းမြောက်ကြပါကျွန်တော်ဝမ်းမမြောက်နိုင်ကြဘူးဘာကြောင့်လဲမေတ္တာမဲ့နေလို့ဘသူရဲ့မေတ္တာလဲကျွန်တော်ရှာနေတဲ့အချစ်ကအချစ်စစ်မဟုတ်ရလားဆိုတာအရေးကြီးတယ်ဖယားရဲ့အချစ်ကျွန်တော်မခံမစားရတဲ့၍သူ့ရဲ့အချစ်နဲ့ပြန်ပြီးတဲ့နောက်လူတွေကိုမဆက်ဆံနိုင်အောင်ဒါကြောင့်ဒီကနေ့လူရဲ့ဂုဏ်သိက္ခာညှိုးနှွမ်းသွားစေတဲ့အန်ဒီရတွေကိုယဟန်မင်းကြီးလေးကိုကျွန်တော်တို့ကိုသူ့ရဲ့ပထမအဆုံးသော encyclical letters စာဂျွန်လွာအဖြစ်ကဘာကြီးကိုစကားပြောနေတယ်သင်ပေးနေတယ်သတိပေးနေတယ် Magnificat Humanitas ဆိုတဲ့စာဂျွန်လွာ
grandeur of humanity လူသားရဲ့ကြီးမြတ်ခြင်းလူရဲ့ဂုဏ်သိက္ခာကာကွယ်ပေးဖို့အတွက်ဒီကနေ့တဆူရသောဖရာကိုကျွန်မယုံကြည်ပြီးတဲ့နောက်ရှ िख ိုးကိုးကွယ်ပါတယ်လို့ပါဇက်ကပြောနေတယ်သို့တော်လဲ AI ကိုကျွန်တော်တို့ artificial intelligence ကိုဉာဏ်အတုကိုဖရာနေရာမှာထားပြီးတော့ကိုးကွယ်နေမိရင်ကျွန်တော်တို့ရဲ့လူကုံသိက္ခာတွေလူရဲ့ကြီးမြတ်ခြင်းတွေလူရဲ့တန်ဖိုးတွေကျသွားပါလိမ့်မယ်ဆိုတော့ကြီးမားတဲ့အန်ဒီရဲ့ဒီနေ့ကဘာကြီးကိုရန်မင်းကြီးကသွန်သင်ပေးနေတယ်တတိပေးနေတယ်ဒါကြောင့်အဲ့ဒီစာကျွန်လာမှာဘာနဲ့နေတန်းစလဲဆိုလို့ရှိရင်လူသားတွေတို့တွေပြန်မေးရမယ်မေးဖို့ဘာပဲတာဝန်ဆိုတာကဘာဦးကျမ်းမှာရေးထားတာမှတ်မိလားမသိဘူးသိလားကြားဘူးလားဟမ် no ဖယားကိုအန်တုကျင်တဲ့အနေနဲ့လူတွေကဘာလုပ်လဲဟာကောင်းကင်ကိုထိတဲ့အထီးတို့မျောစင်ကြီးကိုစောက်ကြမယ်ဆိုပြီးတဲ့နောက်ကြွေးကြော်ကြတယ်စောက်တာဗောဖယားကကြည်ပြီးတဲ့နောက်ဟမ်မင်းတို့အစွမ်းစတွေကိုမင်းတို့ဟုတ်လာပြီဗောလေအဲ့တော့ကဲကောင်းပြီအဲ့ဒီအချိန်ကနေစပြီးတဲ့နောက်သူပြောတာလဲကိုနားမလဲကိုပြောတာလဲသူနားမလဲပဲနဲ့အင်ဂျင်နီယာတွေရောအလုပ်သမားတွေရောအကုန်လုံးနားလည်မှုတွေလွဲပြီးတဲ့နောက်ဘလို့မှသူတို့ဆက်ပြီးတော့စောက်လုပ်လို့မရတော့ဘာကြောင့်လဲတမျိုးတွေတော့ဘာသာစကားကိုပြောခဲ့တဲ့လူတွေကအမျိုးမျိုးကွဲပြားသွားကြရအောင်သူတို့ကြွေးကြော်တာပါလေကောင်းကင်ကိုဒီမျောစင်တစ်ခုကြီးတဲ့စောက်ပြီးတဲ့နောက်တက်မယ်ဆိုတဲ့မာနအလံကိုလွှင့်ထုပြီးတဲ့နောက်ကြွေးကြော်ကြတာဒါပေမဲ့ဖះကိုအန်တုတဲ့သူတွေမရဘူးဆိုတာကိုပြောတာအဲ့ဒီအချိန်မှာကျွန်တော်တို့လူတွေတယောက်နဲ့တယောက်လူအုပ်စုတစုနဲ့တစုတိုင်းနိုင်ငံအချင်းချင်းကွဲကုန်ကြရောစိတ်ဝမ်းတွေကွဲပြီးတဲ့နောက်ခိုက်ရန်တွေဖြစ်ကြတယ်အဲ့ဒါကိုရန်မင်းကြီးကထောက်ပြတယ် AI ကြောင့်ဒီကနေ့ကဘာကြီးကောမျောစင်ကြီးကိုစောင့်ကြမယ်ဟေ့ဆိုပြီးတော့ကြွေးကြော်နေတာလားတာဝါအစ်စ်ကြီးကိုစောင့်နေပြီလားဒါမှမဟုတ်တဲ့ဒုတိယထောက်ရှုချက်လေးနဲ့သူဖွင့်လဲဆိုလို့ရှိရင်နေဟေမိယပုဂ္ဂိုလ်ကြီးကပြတ်သုံးသွားတယ်တိုင်းပြည်ကြီးကိုပြန်ပြီးတဲ့နောက်စောက်လုပ်ဖို့အတွက်ပြုပြင်ဖို့အတွက်သူစ조사ခဲ့တယ်ဖခင်ရဲ့လူမျိုးတွေပျက်စီးယိုယွင်းပြီးတဲ့နောက်ဒီတိုင်းပြည်ဒီအိမ်တော်ကြီးကိုဘယ်လိုပြန်စောင့်တည်ရမလဲဆိုရဲအတွေးနဲ့ပြန်ပြီးတဲ့နောက်စောက်လုပ်ခဲ့တယ်နှစ်ခုမေကွန်ဒီနေ့ကျွန်တော်တို့ကောင်းကင်ကိုထိရမယ်ဆိုတဲ့ကြွေးကြော်မှုတွေနဲ့ဖျားမလို့တော့ဘူးငါတို့အစွမ်းစားနဲ့ AI အကူအညီနဲ့ငါတို့အကုန်လုပ်နိုင်တယ်ဆိုတော့ဖျားနေရာမှာ AI ကိုရှ िख ိုးနေကြပြီလားမေကွန်ပျက်စီးခြင်းကိုရောက်မယ်ရောက်လဲရောက်နေတယ်သတိပြုကြရအောင်တစ်ချိန်တည်းမှာပဲရန်မင်းကြီးရဲ့စိန်ခေါ်မှုနဟေမိယလိုပဲကျွန်တော်တို့တွေပြန်ပြီးတဲ့နောက်ပျက်စီးယိုယွင်းနေတဲ့ကဘာကြီးကိုပြန်စောက်တည်ဖို့အတွက်သင်ဘာလုပ်နေလဲသင်ကိုဖျားဘာပြောနေလဲဆိုတာနားထောင်ရအောင်ဒါကြောင့် AI ကိုရဟန်းမင်းကြီးချိန်ဆတာလည်းမဟုတ်ဘူးရှုတ်ချတာလည်းမဟုတ်ဘူးပြစ်တင်တာလည်းမဟုတ်ဘူးအသိအမှတ်ပြုတယ်တန်ဖိုးရှိတယ်ကောင်းတဲ့အရာအတွက်အသုံးပြုဖို့ပါလူကထွင်ထားတဲ့အရာကိုလူကအသုံးပြုဖို့ပါကိုထွင်ထားတဲ့အရာရဲ့အသုံးခံဘဝအနေနဲ့မိမိရဲ့အတွင်းလွတ်လပ်မှုတွေနဲ့အတွင်းတန်ဖိုးတွေအတွင်းသက်တွေကိုဆုံးရှုံးပျက်စီးခြင်းမရောက်သွားစေဖို့တတိပေးတာပါအဲ့တော့ AI ကဝေးတယ်ဆိုလို့ရှိရင်ဒီနေ့ social media မှာသုံးနေတဲ့ Facebook တို့ YouTube တို့ကျွန်တော်တို့တွေဘယ်လိုသုံးနေလဲဘာအတွက်အသုံးပြုနေလဲကိုယ့်ကိုပြန်မေးရအောင်တချို့မသုံးတတ်ဘူးမသုံးတာကောင်းတယ်မသုံးတတ်တာကောင်းတယ်အဲ့ဒါလည်းမဟုတ်သေးဘူးအသုံးပြုဖို့အတွက်ဖန်တီးထားတာပါတီထွင်ထားတာပါသို့တော့ဘာအတွက်အသုံးပြုတာလဲဒါကြောင့်ရန်မင်းကြီးတွေအခုကျွန်တော်တို့ရဲ့ခေတ်ကဘာကြီးမှာ
digital age မှာရှိနေကြတဲ့ကျွန်တော်တို့တွေနော်ကျွန်တော်ကတော့ဒါပြောရမယ်ဆိုလို့ရှိရင် digital migrants လို့ခေါ်တယ်ရွှေ့ပြောင်းအလုပ်သမားတကယ်တော့ digital နဲ့ပတ်သက်ပြီးတဲ့နောက်ကျွန်တော်တွေကတိတ်အောင်နေပြီလို့ပြောလိုက်ရတယ်ဟိုဟာလေးတွေကမွေးတဲ့က digital နဲ့ device တွေနဲ့ဖုန်းတွေနဲ့ laptop တွေနဲ့ဖတ်ပြီးတော့မွေးလာတဲ့တရားဝါလေးတွေက digital native လို့ခေါ်တယ် digital native သူတို့ခေတ်သူတို့အချိန်ကာလမှာသူတို့သုံးတဲ့စကားလုံးတွေကိုကျွန်တော်တို့ကနားလည်အောင်ပြုလုပ်ဆောင်ရွက်ရတော့မှာအဖေအမေတွေဘာဒီလူငယ်တွေဒီလိုသုံးပြရမလဲဆိုတာကိုပဲကျွန်တော်တို့စူးစမ်းကြရမှာပဲကဲအဲ့တော့ဒီကနေ့ပွဲတော်ကျင်းပရတဲ့အဓိကရည်ရွယ်ချက်ကလူကိုလူလိုမြင်လာဖို့အတွက်ပုဂ္ဂိုလ်သုံးပါးတစုဖျားကအများကြီးသင်ပေးနေတာကျွန်တော်တို့အချင်းချင်းရှင်တွဲပူးပေါင်းဆောင်ရွက်နေတတ်ဖို့အတွက်နော်မနေ့ကပဲဒီခလေးလူငယ်ဒီဟိုဟာတွေသင်တန်းသားအဆောင်တွေမှာကြည့်လိုက်တယ်အားလက်ချိန်လေးမှာဘာလုပ်နေလဲ၄ယောက်ရှိရင်၄ယောက်စလုံးကကိုယ်ကလေးပေါ်မှာကိုလျှောင်းပြီးတဲ့နောက်ကိုယ်အပြားလေးတွေကိုပုတ်နေကြတယ်ဘယ်အိမ်ကိုသွားကြည့်မလဲလူကြီးကိုကြည့်မလားလူငယ်ကိုကြည့်မလားခလေးကိုကြည့်မလားသူ့ဟာလေးနဲ့သူအလုရှုပ်နေတယ်လေမယားနှစ်ယောက်ကရင်ပေါ်မှာအတူတူလျှောင်းနေတယ်ဘာစကားပြောလဲဘာမှမပြောဘူးကိုယ်ဖုံနဲ့ကိုယ်အလုရှုပ်နေတယ်ဒါတွေဒီကနေ့လူသားရဲ့ဂုဏ်သိက္ခာတွေကိုတန်ဖိုးမမြင်တော့လောက်အောင်မင်းထက်အရေးကြီးတာကဒီမှာတယ်လီဖုန်းကွာမင်းအဲ့ဒီအရာလောက်အရေးမကြီးဘူးငါဘဝမှာမင်းမလိုအပ်ဘူးဆိုရဲအတိတ်ပဲငါလိုအပ်တာမနဲ့မိုးလင်းတာနဲ့မင်းရဲ့အချစ်တဲ့ဒီတယ်လီဖုန်းကိုတက်ဘလက်ကိုငါလိုအပ်နေတာဆိုတဲ့အတိတ်ပဲတက်ရောက်သွားတယ်တတိပြုကြပါအန်ဒီရဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေကိုကျွန်တော်တို့ရင်ဆိုင်နေရတာပါဒါကြောင့်ကောင်းတဲ့အရာတွေဆိုတဲ့ဟာကိုကောင်းကောင်းသိတတ်ပါကိုသုံးနေတဲ့အရာတွေဒီကိုလူသားအချင်းချင်းမိသားစုအချင်းချင်းတလုံးတော်ရတွေဖြစ်ဖို့အတွက်စီးလုံးခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ချစ်ချင်းမြတ်တာ၌တယောက်နဲ့တယောက်ပေါင်းသင်းဆက်ဆံခြင်းနဲ့သို့တော်သူ့အတွက်ငါမရှိနေဘူးငါဟာလည်းသူ့နေရာမှာမရှိသလိုသူကလည်းငါနဲ့အတူမရှိနေဘူးဆိုရင်ဘယ်လိုလုပ်ပေါင်းစည်းလို့ရမှာလဲနားမထောင်ပေးနိုင်ဘူးစကားမပြောနိုင်တဲ့အခြေအနေမှာရှိနေတဲ့မိသားစုတွေပျော်စရာကောင်းလိုက်တာလို့ဘယ်လိုပြောနိုင်မှာလဲ ETA ဆက်နဲ့ indifference မင်းရှိတယ်ဆိုတာကိုငါအတိမမပြုငါရှိတယ်ဆိုတာလည်းမသိမှာမဟုတ်အဲ့လိုအခြေအနေမှာကျွန်တော်ကဘာကြီးရောက်နေတာပါဒါကိုဒီကနေ့သင်ရဲ့တဆူရီသောဖယားပုဂ္ဂိုလ်၃ပါးကိုယုံကြည်ပါ၏လောစေကျော်ချင်းခံရယုံကြည်ပါတယ်နေ့တိုင်းလဲကျွန်တော်တို့ယုံကြည်ခြင်းမေတ္တာကိုဆိုတဲ့အခါမှာလဲဝန်ခံနေကြတယ်အခုလဲဒါမိစာအတွင်းမှာဩဝါဒပြီးတာနဲ့ယုံကြည်ခြင်းကိုဝန်ခံကြဆိုဝန်ခံပါတယ်သို့တော့အိမ်မှာရှိတဲ့သားသမီးယောက်ျားမိန်းမအချင်းချင်းစကားမပြောနိုင်ဘူးအချင်းချင်းဝိုင်းမဖွဲ့ပေးနိုင်ဘူးအချင်းချင်းမဆွေးနေနိုင်ဘူးသာသနာမှာရှိရဲ့မိသားစုဝင်တွေနဲ့ဖွဲ့စည်းထားတဲ့အသင်းအဖွဲ့တွေအချင်းချင်းဆွေးနွေးမှုတွေမလုပ်နိုင်တော့ဘူးတယောက်ပြောတာကိုတယောက်နားထောင်ဖို့ခွန်အားတွေမရှိတော့အဲ့ဒီတော့ယုံကြည်တာနဲ့ရှင်သန်တဲ့အသက်တာတစ်ထပ်သေးကြရဲ့လားသင်ယုံတဲ့အတိုင်းသင်ရှင်သန်နေတာလားအဲ့တော့ဖခင်ကကျွန်တော်တို့ကိုအနိုင်မဲ့မြတ်တာနဲ့ချစ်တယ်ဆိုတော့တလုံးတော်ရယ်ရှိနေခြင်းရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့မြတ်တာတရားကိုဒီကနေ့ကျွန်တော်ရဲ့နှလုံးသားမှာမွေးဖွားရှင်သန်ခွင့်ရှိရအောင်ဖခင်ရဲ့ချစ်ချင်းမြတ်တာအကြောင်းကိုထောက်ရှုပြီးတဲ့နောက်အဲ့ဒီမြတ်တာအတုံးခဲကြီးကဖခင်ကိုယ်တိုင်ဖြစ်တယ်ဆိုတာကိုသိပြီးတဲ့နောက်သူ့ရဲ့ထာဝရချစ်ချင်းမြတ်တာအပေါ်မှာမိမိရဲ့ဘဝကိုစောင့်တည်သွားခြင်းအပြင်ကျွန်တော်တို့အချင်းချင်းမိသားစုလိုက်ကျွန်တော်တို့ရဲ့အသင်းတော်ကျွန်တော်တို့ရဲ့ကဘာကြီးဟာချစ်ချင်းမေတ္တာ၌စီလုံးခြင်းကိုရှာဖွေတွေ့ရှိပါလိမ့်မယ်။ဉာဏ်နာသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။